ဒီတော့ဘလော့ဒီပြီးဝဲဆေးသွားတော့ဘာထThe next station is Inamunagasaki. 極楽寺でございます。高度是几太阳都太大是吧？ဟုတ်နော်အဲ surfing boat လေးနဲ့နော်ဒီအဲမှာကားလေးနဲ့ကားလေးပေါ်မှာဟိုဟာဘယ်လိုလဲဒီ surfing boat လေးတင်တယ် စပိန်နဲ့တင်လာလို့ရ ဒီ surfing နဲ့တင်လာလို့ရပြောရိုင်းတော့အဲ့လိုမြင်ရတာနော်ဒီကစားတော့လမ်းလျှောက်မလာတော့ ဟုတ်ပါဘူးမနေ့ကလည်းလည်းဘူးသားရှိရတိရ ဟုတ်လားဒီနေ့တော့ချင်းရတော့အဲ့ဒါဂျပန်နဲ့ပီဇာဆိုင်ကြီးပဲဂျပန်ရဲ့ပီဇာကြိုက်တယ်ဂျပန်မှာပီဇာဆိုင်နေပြီပဲဟိုအမေရိကမှာဆူရှီဆိုင်နေပြီစားပြန်ဆိုင်မတွေ့ဘူးစားလို့မရဘူးပါတယ်နေခိုးဒီအချောက်ကတော့မင်းသမီးမှုဝင်တကယ်အော်ဒါလေးကြည့်ရအဲ့မင်းသားအဲ့မှာမတက်ရက်နေဟာဝင်သမီးရဲ့တပုတ်ရိုက်ပြီးတော့ Instagram မှာ post တင်လိုက်တာလေအဲ့ကြတော့ तू ဟာဖြစ်တော့ပြန်ဖြတ်ရတယ်လေအေး follow လုပ်ပေးမယ်ပါညာfollow လုပ်ပေးမယ်ဆိုအဲ့ဒီမှာအနောက်ကဟိုဟာလေးကနောက်ခံအဲ့ဟိုဟာလေးကမှုတွင်းတာလေတချင်းပွက်ပြီးတော့လမ်းလျှောက်လို့ကောင်းလိုက်တာနော်လမ်းလျှောက်လို့ဘာလို့ကောင်းလဲသိလားကားနဲ့သွားလို့မရတော့အာဦးနဲ့ဟိုဖြစ်နေစောက်ပြင်းနေတယ်ဆိုတော့
ပုံစံကြောက်ကရင်ဘာမှဖြစ်နေဘူးတိလား။ဘာကြောင့်အဖိုးကြီးတွေ့တေချာဝိုက်ဘိုက်ပုံမရွှဲကြီးအဲ့လိုစိုးကြီးတကားကားနဲ့ပတ်စံအကြီးချိုင်းညညက်ပြီးဆိုရင်ကတေချာလေအဲ့သူပြောပြီလေဒီမားရဘူးအဲ့လိုသွားလဲအရင်ပြောအောင်ဘာလို့ဆိုဝေစားနေမှုပုံစံကြောင့်ဝေစားကလည်းအဒီပါတယ် အေးနော် တိလားမပြီးမှကျတော့အဲ့လိုမျိုးဟိုဖိုးကြီးကမှနည်းနည်းအဲ့လိုမျိုးကရှားတယ်ပြီးတိတာပဲလေဒီမှာဟိုသူအဲ့လိုသွားတယ်ဘယ်သူမှလောက်ပြီးquoiဖြစ်မနေဘူး ပုံမှန်လို့လည်းဖြစ် ပုံမှန်လို့လည်းဖြစ်နေ တက်55 60တွဲတယ်နော်စကီလေးတွေကိုသူတွဲတယ်ပါလို့ပြောတို့တော့ကတော့ဟာမေးအိုဘဲလားမသိဘူးပါညာအဲ့ရလို့ပါပြောမြန်မာပြည်မှာဆိုရင်စော်ဝတ်တည်ရမလားသူဟိုပဲဂိုးတစ်ကာပဲပါညာနော်အဲ့ကွက်ရှိ ဟုတ်ဒီမှာလေကိုရုပ်ရှင်တစ်ခုပါလေဂျပန်ရုပ်ရှင်တစ်ခုရှိရဲ့ညအဲ့ကနာမည်မိွားအဲ့အဖိုးကြီးကိုလည်းအဲ့လိုပဲစကီလေးကလာကြိုက်တာဟိုအဲ့ဖိုးကြီးကဟိုပတ်စံရှိနေလို့မဟုတ်ဘူးเนาะမရှိဘူးသူအိမ်နာဆေးရလေယေကိုနည်းနည်းဖဲ တော့ဒီမှာကြိုက်လေးကိုဖျားတက်လို့ထားတယ်နော်ဒီများရပါreality နဲ့ဟိုနဲ့ကွာဟိုမင်းသမီးဟိုဖြစ်တဲ့ Candice Luffy translator အေးဟုတ်တယ်ဟိုမှာ Telegram ထဲမှာရိုက်လိုက်ရင်ကန်လို့ရိုက်လိုက်တာနဲ့တန်းပေါ်လာကျုပ်ရှင်ချမယ်ဆိုရင်လေ တန်ဆန်လက်လို့ တန်တန်လက်ဖတ်တယ် စီကမောက်ဆိုင်အဲ့ဂျီကမောက်ဆိုင်ရနော်သူ့လိုကြည့် ဟာကားကွာ ဒီမင်းသမီးဒီဆိုင်ထဲမှာလာမသိဝင်ပြီးတော့ဟိုကလောက်တာလေ ဆရာ ဟာပါကြောင်လေးခိုးတော့ရပါကြောင်လေးကိုလုပ်ပြရတယ် ဟုတ်လား ဆိုင်တော့ ဒီခီးသွားရင်လေတိုးပဲကြီးတယ်သွားရင် သွားတယ်ရှင်းနေစရာကြီးကြည့်လာအောင်ဘာကြီးလဲကိုလုံးချင်တာလေကိုကဒရမာညာလာချင်တာကိုကခေါ်ရတာတနေ့ အေး ဘယ်လို ဒါပေမဲ့မဟုတ်အခုဆိုတော့ခေါ်ရတော့မှာဒီနေ့ မဟုတ်ဥပမာပြောကြပါကိုကသူသိချင်မှလည်းသိဘူးနော် ဒီခေါင်းညက်ရမှာတယ်နဲ့မဟိုဖွားရည်လည်းခေါင်းညက်ပြီးပြန်သွားတာ ဖះကြောင်နေ ဟောဟောဒါဖေးရလား ထင်တာပဲ ရှောက်သွားနေရတာဟိုကောင်းနေထရမာတွေကနေရာလေးလာတော့ကိုကောင်းတယ် သူတကယ်ရိုက်လာဆိုရင်လမ်းလေးပိုင်ပိတ်ပြီးရရမယ်နော် အာရီဂါတိုဟောတူကြောင်အောင်မဲအဲ့လိုရလားလား ဒီညောင်းရုပ်ရှင်တွေကဟိုမင်းသမီးတက်ကလေးထောင်နဲ့ဆိုင် များနေပြီနော်ဘယ်တကူအမှန်လဲ ဟုတ်တယ်လေဒီဆိုင်ဒါအမှန်တန်ဆန်လက်ဘာညာ AM မေးကြည့်တာ ဟုတ်တယ် ဟုတ်တယ်အတိ ကိုမေးလိုက်သေးရလား မေးလိုက်တယ် အထက်ကအရင်စင်ကဒီဆိုင်တိုင်းပဲသူတို့ရုပ်ရှင်တွေကဟိုအတိုင်းပဲမှာ ဟုတ်တယ်အဲ့တော့အတန်နဲ့ရုပ်ဆိုးလိုက်တော့ဟာ အဲ့နာတန်ဆိုးလိုက်တာရော
လှလိုက်တာနော်ကလေးမလေးတွေကလေလို့ကြောင်းတက်ကြဘူးလားမသိဘူးနော် ဟေးသာလည်းမသိဘူးတတူးပါလို့လည်းမရဘူးတဲ့ဒီကောင်မရဘူးဒီကောင်နာမည်ကပါလဲ ဒါပဲဒီကကြားတယ်ဟာဒါ အင်ဒိုအင်ဒိုမရဘူးလေဒီကောင် ဟမ် ဆိုတော့ဟိုဟာရနောက်ခုရှိတယ်တဲ့ဟာလေအင်နာမူရာဂတ်စကီရရတယ်တဲ့ မာလာ ဟာသူစောစောရတယ်မလေးဟာပြန်ဒီကောင်မလားဒါအင်ဒိုရှီမာအိုင်လန်စ်ပါဒီကောင်မရအောင်ငါရတတူလုံးဝခွင့်မပြုပါဘူးတဲ့ဟိုမှာမဝင်လို့အဲ့တတူဝင်လို့ရတယ်ဆိုတာနာမည်ကြီးရပေါ့လေသိလားဇွန်လေးရှင်ကောင်တိုက်လေအကိုရဲနေ ရောက်ပြီတော့ပြန်နေတော့ရှင်း ထီကြားထဲမှာလားဟမ် နာနီ ဟာနီနိုင်ဟုတ်လား